အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တင်မောပေါ်ကတင်မောမောင်းနေတဲ့နေရာဖြစ်တဲ့ bridge ကိုလိုက်ပြမှာပဲဖြစ်ပါတယ်အခုကျွန်တော်ရောက်နေရတော့ bridge ပေါ်မှာပဲဖြစ်ပါတယ်အခုမြင်နေရတော့ဒါ bridge wing လို့ခေါ်တာပေါ့နော်ဒါကျွန်တော်တို့ဒါ post side bridge wing နဲ့ star post side bridge wing ဆိုပြီးတော့နှစ်ဖက်ရှိရပေါ့နော်ဒီကျွန်တော်ဒီ bridge wing တစ်ဖက်တစ်ချက်စီမှာအခုလိုမျိုးဒါ control console တွေလည်းရှိရပေါ့နော်ကျွန်တော်တို့တကယ်လို့ကဲဝင် contact ကြရရင်ဒါ captain ကနေဖြစ်ဖြစ်ပိုင်းလုံးကနေဖြစ်ဖြစ်ဒီဘက်ဒီ bridge wing က console စီကနေဒါ command line ယူပြီးတော့ဒါတင်မောကို main engine ကိုထိန်းချုပ်တာပဲဖြစ်ဖြစ်ဒီ boundary စာကစားတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ခုမြင်နေရတာတော့ကျွန်တော်တို့ရဲ့တင်မောနာမည်ပဲဖြစ်ပါတယ်ကျွန်တော်ဒီ bridge gate အပေါ်မှာတော့ဒါကျွန်တော် Monkey Island လို့ခေါ်တာပေါ့နော်ဒီ Monkey Island မှာတော့ကျွန်တော်တို့ဒါဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ပစ္စည်းကျွန်တော်တို့ထားရှိပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့တင်မောအနောက်ချမ်းဖြစ်ပါတယ်လမ်းမြင်နေရတဲ့မိခိုးခေါင်းနိုင်ရတော့ဒါကျွန်တော်တို့ engine room engine casing ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့တင်မောအရှိချမ်းပဲဖြစ်ပါတယ်ဗီဒီယိုရိုက်နေနေကျွန်တော်တို့ရဲ့ဒီ chief engineer တွေလို့တပ်ပုံတူတွဲလိုက်ပါသေးတယ်အခုကျွန်တော်တို့ Monkey Island ပေါ်မှာရှိတဲ့ဆက်သွယ်ရေးပစ္စည်းအချို့ကိုကျွန်တော်ပြပြသွားပေးခြင်းပါတယ်အခုမြင်နေရတာတော့ဒါကျွန်တော်တို့ဒီ container တွေမီးလောင်တဲ့အခါမှာလှမ်းပြီးတော့မီးငိမ့်တက်လို့ရအောင်လုပ်ပေးထားတဲ့ဒီ launcher nozzle လို့ခေါ်တဲ့အရာပဲဖြစ်ပါတယ်အခုမြင်နေရတာတော့ဒါ air horn ပေါ့နော်ကျွန်တော်တင်မောကြီးရဲ့အော်အော်ဆွဲတဲ့တဲ့ကဒီကနေလာတာဖြစ်ပါတယ်ဒီကောင်ကဒါ compress air နဲ့အလုပ်လုပ်တဲ့အတွက် air horn လို့ခေါ်တာဖြစ်ပါတယ် air whistle လို့လည်းခေါ်ကြပါတယ်အခုမြင်နေရတော့ဒါ VSAT internet လို့ခေါ်ပါတယ်ဒါအတူချုံပြောရရင်တော့ဒါကျွန်တော်တင်မော satellite internet အတွက်ဖမ်းယူပေးတဲ့ဒီ internet ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့တင်မောရဲ့ဒီ radar တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ radar နှစ်ခုရှိပါတယ်ကျွန်တော်တို့ Monkey Island ပေါ်မှာဒါတခြားဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ဟာတွေ navigation နဲ့ပတ်သက်တဲ့ internet တွေရှိပေမဲ့ကျွန်တော်လိုက်မပြတော့ဘူးပေါ့နော်အခုမြင်နေရတာတော့ကျွန်တော်တို့ဒီမှာနောက်ထပ်အသုံးပြုနေတဲ့ဒီ Starlink internet ရဲ့ဒီ internet ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီမှာရဲ့ steering wheel ပဲဖြစ်ပါတယ်အခုမြင်နေရတော့ကျွန်တော်တို့ဒါ bridge အတွင်းထဲကနေပြီးတော့မြင်နေရတဲ့ပုံစံဖြစ်ပါတယ်အခုထိုင်နေရတော့ကျွန်တော်တို့ရဲ့ captain ပဲဖြစ်ပါတယ်ဒါ bridge ထဲမှာဆိုရင်ဒီလိုမျိုးပန်းပင်လေးတွေထားတတ်ကြတယ်ပေါ့နော်အခုဒီမှာမြင်နေရတော့ gyro control unit ဖြစ်ပါတယ်ကျွန်တော်တော့မသိတော့အသေးစိတ်တော့ရှင်းပြလို့မရပါဘူးဒီမှာကျွန်တော်သိသလောက်ရှင်းပြရင်ဒီကောင်ကတော့ auto light control panel ဖြစ်ပါတယ်ကျွန်တော်တို့အပြင်ကမီးတွေကိုဒီကနေ control တာဖြစ်ပါတယ်ဒီကကျတော့ signal light control panel ဖြစ်ပါတယ်ဒါတော့ navigation light control panel ဖြစ်ပါတယ်
ဒါကတော့ဒါ fire detector control panel ဖြစ်ပါတယ်ကျွန်တော် engine ECR ထဲမှာလည်းတစ်ခုရှိပါတယ်အခုမြင်နေရတာဒါ water type တို့ဒါ indicator ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ engine ဒီ thermal တစ်စီးလုံးရဲ့ water type တို့တွေဘယ်ဟာတွေပွင့်နေလဲဘယ်ဟာတွေပိတ်နေလဲဆိုတာကိုဒီမှာပြတာဖြစ်ပါတယ်အခုမြင်နေရတဲ့အစိမ်းလေးရောဒါ water type တို့တွေပိတ်ထားတာဖြစ်ပြီးတော့အနီလေးကတော့ပွင့်နေတာဖြစ်ပါတယ်ကျွန်တော်တို့အခုမြင်နေရတော့ဒါ search and rescue transponder လို့ခေါ်တဲ့ set ဖြစ်ပါတယ်ကျွန်တော်တို့တမော abandon လုပ်တဲ့အခါတမောကိုစွန့်ခွာတဲ့အခါဒီပစ္စည်းကိုပါတစ်ခါတည်း live boat live rack နဲ့အတူယူဆောင်သွားမှာပဲဖြစ်ပါတယ်အခုမြင်နေရတော့ဒါ man overboard live wine ရဲ့ဒါ release button ဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့လူတစ်ယောက်ရေထဲကျသွားတဲ့အခါဒီ bridge ကနေဒီ clip ကိုနှိပ်လိုက်တယ်ဆိုရင်ဒီ auto ထားရှိတဲ့ man overboard live wine ကဒါရေထဲကိုအလိုလျောက်ကျသွားမှာပဲဖြစ်ပါတယ်အခုမြင်နေရတော့ကျွန်တော်တို့ engine ကလူတွေဒါ bridge ပေါ်ရောက်ရင်အရန်ကိုအကက်လီဆုံးဒီ65လက်မှ touch screen edit ကြီးပဲဖြစ်ပါတယ်ဒီ touch screen edit ပေါ်မှာဒါချက်ဆွဲရတာအဆင်ပြေတဲ့အတွက်ကြောင့်ဒါ second officer တွေတော်တော်များများတော့သဘောကျကြရလို့ဆိုပါတယ်အခုမြင်နေရတဲ့ဟာတွေကတော့ဒါ radar နဲ့ edit panel တွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒါ radar နဲ့ edit တည်တံ့ပေါ်တဲ့ panel တော့မဟုတ်ဘူးပေါ့နော်ကိုကဒီ panel ပေါ်မှာ radar ပြောင်းသုံးချင်တာသုံးလို့ရတယ် edit ပြောင်းသုံးချင်တာသုံးလို့ရတယ်ပေါ့နော်ကြိုက်တဲ့လိုပြောင်းသုံးလို့ရတဲ့ဒါ panel တွေဖြစ်ပါတယ်Okay, my name is what is my name? My name is Chao. Anyway, I'm third officer on board. You will do after taking over the watch. So the first thing you have to make sure you are still alive. Yeah, you have to make sure you're still alive after taking over the watch. And the second thing, you know what is it? No joking. The third thing is quite important. And the most important thing is find where's the captain. Make sure you know the captain's location. And you know what to do, what should not do. Something like that. The warning part, I remember last time I answered you about your potential ability, like
I thought I only need to sleep 4 hours per day, and I can do it for 6 months, the whole contract. Okay, this is a potential ability. And sometimes you can find yourself, you find that you can do something, how can I say that, impossible to previous yourself, to the last version of yourself. Yeah, because there's no way to figure it out. Nobody can help you. That is why you have to figure it out by yourself. The biggest challenge is it's kind of all kinds of things. What I mean is you have to face many problems about your family, about your colleague, about your friend. You have to communicate with different kind of persons. Of course, everybody facing that problem, but for our side, for officers side, you have to face them every day, no matter you like it or not. I mean the colleague, but for your friends, basically 1 year you can see them once or twice. So it will cause some relation and communication problem. Basically, it's like that. For the family, yes, I don't even have girlfriend. I'm almost 40. How many months do you want to vacation? Forever.